안녕하세요 여러분. 디니 여러분하고 T 소리의 슬로우리고 비교비더 맙시바에. 네, 살아자야 시작할게요. 네, T오 코리아로 복권로 커버래 복권 T ပေါ့နော်မြန်မာ T ထိုင်း T စသဖြင့်အားလုံးကိုပိုကွန်လို့ခေါ်မယ်။နောက်ဒီဘက်ကလွတ်တူဆိုတာလည်းပဲ T တစ်မျိုးပဲပေါ့နော်လွတ်တူ T လို့ခေါ်ပါမယ်။ကိုရီးယားမှာဒီထိုးနေကြတဲ့ T ကတော့လွတ်တူ T ပေါ့။ဟုတ်ပြီနော်။သူကကနန်းလေးတွေနော်ကနန်းအတွဲလေးတွေကိုတိုက်ပြီးထိုးရတဲ့ T ပေါ့။ဟုတ်ပြီနော်။အဲ့ဒါကိုလွတ်တူ Tဟိုတလောကပဲမြန်မာမှာပေါ့နော်မြန်မာတယောက်တဲ့လူတူထီပေါက်သွားလို့ပြောရပါတော့မြန်မာပေါက်တာ2ယောက်ရှိပြီလို့ပြောရပါတော့တိတ်မကြခင်တော့လည်းတယောက်ပေါက်တယ်တဲ့ဒါဆိုရင်ကံကောင်းတာပေါ့နော်ဒီထီပေါက်တယ်ဆိုတော့ဒါဆိုရင်စာကြောင်းလေးတွေကိုတွားကြည့်ကြရအောင်복권은 사요ထီထိုးတယ်အမှာစာယူဆိုတာကဝယ်တယ်ပေါ့ထီဝယ်တယ်ဆိုတာတဲ့မြန်မာလိုကြတော့ထီထိုးတယ်လို့ပြောမှာပေါ့နော်ထီထိုးတယ်복권은 사요နော်복권에 당첨돼요. 복권에 당첨돼요. 티ပေါက်တယ် 복권에 당첨되고 싶어요. 복권에 당첨되고 싶어요. 티ပေါက်ခြင်း 로또 한번 당첨됐으면 좋겠어요. 로또 한번 당첨됐으면 좋겠어요. 로또 ချိန်လောက် ပေါက်ရင် ကောင်းမှာပဲ 로또 နေရာမှာ 복권ကို စားထိုးပြီး ပြောမယ်ပေါ့နော် 복권 한번 당첨됐으면 좋겠어요. ထီတစ်ချိန်လောက်ပေါက်ရင်ကောင်းမှာပဲ복권은 매달 사는데 한 번도 당첨된 적이 없어요. 복권은 매달 사는데 한 번도 당첨된 적이 없어요. 나라인 티토비메 가마 마바부부. 라소인 시비메티네 사는 카피아미어 파피아바메. 복권 로또. 복권은 사요. 복권에 당첨돼요. 복권에 당첨되고 싶어요. 로또 한번 당첨됐으면 좋겠어요. 복권은 매달 사는데 한 번도 당첨된 적이 없어요. 네, 야매치네요. 그럼 선생님 레벨 뒷박치네 리뷰하면 선생님도 복권에 당첨되고 싶어요. 한번 당첨됐으면 좋겠어요. 디제이나 박치네, 뒷박치네, 디제이나 빵이 가마वे. 네, 라스는 신님의 말에 나중에 상황 변 뒤밤에 안녕.